ကိုအသက်တွေကြီးလာတဲ့အခါအားလုံးကကိုယွန်းကြောက်ကြီးဖြစ်မနေဘူးကိုယ်တိုင်ကနေတတ်အောင်နေပါအသက်ကြီးလာလို့မနေတတ်မထိုင်တတ်ဆိုရင်တော့ကိုအားလုံးကယွန်းကြောက်ကြီးဖြစ်နေလိမ့်မယ်လူတိုင်းမှာနေရာတိုင်းမှာအလုပ်တိုင်းမှာပြဿနာလေးတွေရှိနေတတ်တာမို့ကိုပြဿနာနဲ့ကိုဖြစ်နေတတ်တာမို့နေရာတကာမှာကိုကပါခြင်းပြီးတော့ဟိုဟာမေးဒီဟာမေးတွေမလုပ်ပါနဲ့ကိုပါဖို့လိုအပ်တယ်ဆိုရင်သူတို့ကလာမေးကြပါလိမ့်မယ်ပြောပါလိမ့်မယ်သူတို့ကလာမမေးကြဘူးမပြောဘူးဆိုရင်မလိုအပ်လို့ဆိုတာသိပြီးတော့တိတ်ကလေးပဲနေတတ်ပါစေတချို့ကိစ္စတွေကအတွေးအခေါ်ဟောင်းနေမလိုအပ်တော့ဘူးအသုံးမတည့်တော့ဘူးခင်မမီတော့ဘူးဆိုတာသိထားလက်ခံထားဖို့လိုအပ်တယ်ငါငယ်ကလေးကငါသိထားတာငါတတ်ထားတာတွေဆိုပြီးတော့စိတ်ကြီးတွေဝမ်းမနေပါစေနဲ့ခေးဆိုတာခဏပဲဆိုတာသိမြင်ပြီးတော့အမြဲပြောင်းလဲနေတယ်ဆိုတာလက်ခံထားလိုက်ပါအတွေ့အကြုံအဟောင်းတွေကိုအတွေ့အကြုံအကောင်းတွေကနေရာမပေးကြတော့ဘူးအစားထိုးဝင်ရောက်နေကြပြီလို့လက်ခံထားလိုက်ပါငါဟာအသက်ကြီးသူငါဟာလူကြီးပဲငယ်သူတွေအားလုံးကငါ့ကိုမဖြစ်မနေရိုသေနေရမယ်လေးစားနေရမယ်တန်ဖိုးထားနေရမယ်ဆိုတဲ့အသည့်ဘဝင်တွေကိုမြင့်နေတာမျိုးဘဝင်နေတင်းနေတာမျိုးတွေမရှိပါစေနဲ့ငါကအမေငါကအဖေကွငါကသူ့ရဲ့ဦးကြီးငါကသူ့ရဲ့ဦးလေးငါကသူ့ရဲ့အတော်ငါကသူ့ထက်အကြီးစသည်ဖြင့်နေရာတကာမှာအသက်အရွယ်ကြီးတာတခုတည်းသက်နဲ့နေရာပေးတာနေရာရချင်တာတွေမဖြစ်ပါစေနဲ့နေရာပေးရင်ယူလိုက်ပေါ့နေရာမပေးရင်လည်းမသိသလိုပဲနေလိုက်ပါနေတတ်အောင်နေတတ်ပါအများနဲ့နေရတာဆိုရင်လည်းအများနဲ့အဆင်ပြေအောင်နေတတ်အောင်လေ့ကျင့်နေထိုင်ပါတယောက်တည်းနေရတာဆိုရင်လည်းတယောက်တည်းနေတတ်အောင်ကိုပဲပြင်းစင်ပြီးတော့လေ့ကျင့်ထားပါရှိတာနဲ့စားတတ်အောင်ရတာနဲ့သုံးတတ်အောင်ကိုအသည့်ကိုအတွေးလေးနဲ့ပြောတတ်အောင်အထူးလေ့ကျင့်ပြီးတော့ပြင်ဆင်ထားပါကိုအနာကိုသားတွေသမီးတွေမြေးတွေလာတဲ့အခါသူတို့ပြောချင်တာတွေကိုနားထောင်ပေးပြီးတော့သူတို့မသိတာတွေမေးရင်လည်းဖြေလိုက်ပေါ့သူတို့လာကြတဲ့အခါကိုကကြီးကြရားရည်လွတ်ရှောက်မပြောမိစေနဲ့သူတို့မလာကြတဲ့အခါလဲကိုကခဏခေါ်နေတာမျိုးမဖြစ်အောင်ကိုစိတ်ကိုလေ့ကျင့်ထားပါအရွယ်ကောင်းတုန်းကတည်းကကိုရဲ့ဦးစားမင်းစားကိုယ်တိုင်စုဆောင်းထားပါကိုဘဝကိုသူများအပေါ်မှီကိုနေရတာဘယ်တော့မှမဖြစ်ပါစေနဲ့ဦးစားမင်းစားကိုပစ္စည်းဥစ္စာတွေစုဆောင်းထားရမှာဖြစ်တယ်လို့စိတ်အင်အားအသည့်အင်အားတွေကိုလည်းဦးစားမင်းစားအတွက်စုဆောင်းပြင်ဆင်ထားရမယ်မန်နေရှိနေရင်အဲ့ဒီမန်တွေကိုလျှော့ချထားပါကိုယ့်ထက်ကြီးကျယ်ခမ်းနားပြီးတော့စာတတ်ပညာတတ်ဖွယ်ပေါင်းစုံရတဲ့သူတွေရဲ့ကပီးကြောက်စာတွေသင်ချိုင်းမှာအများကြီးဆိုတာမမေ့ပါနဲ့အထူးတတိထားရမှာကခုကစပြီးတော့အမြဲတမ်းကိုကျမ်းမာရေးကိုလည်းဂရုစိုက်ပါငယ်ကငါမွေးထားတဲ့သားသမီးတွေငါနာမလာကြဘူးဆိုပြီးတော့တွေးနေမဲ့အစားငါဝမ်းချုပ်နေသလားငါဝမ်းနေမြန်ပြော့နေသလားငါဝမ်းအတွက်ဘာလေးစားရင်ကောင်းမလဲလို့စဉ်းစားနေလိုက်ပါငယ်ကတငယ်ချင်းတွေကိုသတိရတွေးခြင်းမြင်ခြင်းတဲ့စိတ်တွေဖြစ်ပြီးတော့ဆင်းရဲနေမဲ့အစားငါကိုကအေးနေသလားငါခန္ဓာကိုယ်ကပူးနေသလားဘာလေးဝတ်ထားရင်အဆင်ပြေမလဲဆိုတာပဲကိုပဲတတိထားနေလိုက်စမ်းပါညီကုန်းချုပ်ပြောချင်တာကတော့ကိုယ်စိတ်တွေကိုဟိုသွားဒီသွားနေမဲ့အစားကိုယ်စိတ်တွေကိုကိုယ်အနားမှာပဲထားပြီးတော့ကိုယ်တရားကိုယ်အသည့်ကိုယ်အစားကိုယ်အဝတ်ကိုယ်အနေတွေအပေါ်မှာပဲထားပြီးတော့ကိုယ်စိတ်နဲ့ကိုအဖော်ပြုအမိပြုပြီးနေထိုင်နိုင်အောင်ကြိုးစားနေထိုင်ပါလို့ပြောကြရဲနဲ့ညီကုန်းချုပ်ချင်ပါတယ်အားလုံးဘဝမှာပျော်ရွှင်ချမ်းမြေ့စွာဖြတ်သန်းနိုင်သူများဖြစ်ကြပါစေ